မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်ထိုင်းဒီတက်စင်ကတ်နဲ့ထူမှုစင်ကတ်တွေပေါ့ခင်ဗျာကိုယ့်ရဲ့နာမည်ပေါက်ပြောင်းခြင်းဘယ်လိုပြောင်းရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာအဓိကတော့ကျွန်တော်တို့ဘန်ဖွင့်ထားတဲ့သူတွေဟာပေါ့ခင်ဗျာကိုဘန်ဖွင့်ထားတဲ့ဖုန်းနံပါတ်ဟာပေါ့ခင်ဗျာကိုယ့်ရဲ့နာမည်ပေါက်ဖြစ်နေဖို့လိုပါတယ်ခင်ဗျာပြီးတော့ကိုယ့်ရဲ့စင်ကတ်ကိုပေါ့ခင်ဗျာကိုယ့်ရဲ့ဖုန်းနံပါတ်ဟာရေရှည်သုံးမယ်ဆိုရင်တော့လေကိုယ့်ရဲ့နာမည်ပေါက်ပြောင်းထားသင့်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်ဒီနေ့တင်ပေးမှာတော့ဒီတက်စင်ကတ်နဲ့ထူမှုစင်ကတ်တွေပေါ့ခင်ဗျာကိုယ့်ရဲ့နာမည်ပေါက်ပြောင်းခြင်းဘယ်လိုပြောင်းရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကိုယ့်ရဲ့နာမည်ပေါက်ပြောင်းဖို့ဆိုရင်တော့ပေါ့ခင်ဗျာကျွန်တော်တို့အဓိကလိုအပ်တာတော့ဒီထူး software လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီတက်စင်ကတ်နဲ့ထူးမှုစင်ကတ်တွေကိုပေါ့ခင်ဗျာကျွန်တော်တို့ကိုယ့်ရဲ့နာမည်ပေါက်ပြောင်းဖို့ဆိုရင်တော့အဓိကလိုအပ်တာတော့ဒီထူး software လေးဖြစ်ပါတယ်ခင်ဗျာအခုနောက်ပိုင်းမှာဒီတက်နဲ့ထူးမှုကပေါင်းလိုက်ပြီးဖြစ်တဲ့အတွက်ပေါ့ခင်ဗျာဒီထူး software အဓိကဖြစ်တော့ပါပြီခင်ဗျာဒီတက် software ကအဓိကမဟုတ်တော့ပါဘူးခင်ဗျာကျွန်တော်ဒီတက် software အဓိကမဟုတ်တော့ပါဘူးဒီ2 software အဓိကဖြစ်တော့ပါခင်ဗျာကျွန်တော်တို့အခုနောက်ပိုင်းမှာ2နဲ့ဒီတက်ကပေါင်းလိုက်ပြီးဖြစ်တဲ့အတွက်ပေါ့ခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့မဖြစ်မနေပထမဆုံး down မှာတော့ဒီ2 software လေးကိုပေါ့ခင်ဗျာကျွန်တော်တို့ Play Store မှာသွားပြီးတော့ down ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Play Store စပေါက်မှာပေါ့ခင်ဗျာကျွန်တော်တို့2ဆိုပြီးတော့ရိုက်ချလိုက်ရင်ကျွန်တော်တို့ဒီ software လေးကိုပထမဆုံးအနေနဲ့ down ရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ down ပြီးသားဆိုတော့မ down တော့ဘူးပေါ့ခင်ဗျာကျွန်တော် software လေးတွေကိုဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်က down ပြီးသားဆိုတော့မ down တော့ဘူးပေါ့ခင်ဗျာကျွန်တော် software လေးတွေကိုဝင်လိုက်ပါမယ်software လေးတွေကိုရောက်ပြီဆိုရင်တော့ဒီမှာ next ပေါ့ခင်ဗျာ next ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာပြီးတော့ next ပြီးတော့ let's get start ပေါ့ခင်ဗျာ let's get start ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်အခုလိုပေါ်လာရင်တော့ allow ပေါ့ခင်ဗျာ allow ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ဒီမှာ log in ပေါ့ခင်ဗျာကျွန်တော်တို့ဒီမှာ log in ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာlog in ဆိုတာလေးကိုရောက်နှိပ်ပြီးကျွန်တော်တို့ဒီနေရာမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျအဲ့လိုရိုက်ထည့်ပြီးတော့ကျွန်တော်တို့ log in ပေါ့ခင်ဗျာ log in ကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီနေရာမှာကုတ်6လုံးကြာလာပါမယ်ခင်ဗျာကျွန်တော်ကကုတ်6လုံးကို auto ဖြည့်လိုက်မယ်ပေါ့ခင်ဗျာဒီမှာကြာလာပြီပေါ့ခင်ဗျာစာကလေးကြာလာပြီဆိုရင်ကျွန်တော်ကဒီမှာ auto ဖြည့်လိုက်ပါမယ်ခင်ဗျာအခုလိုလေးပေါ်လာရင်တော့ကျွန်တော်တို့ I have read and access ပေါ့ခင်ဗျာအောက်ကစာတန်းမျိုးတစ်ချက်နှိပ်လိုက်ရမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ခုမှအသစ်ဆိုတော့ပေါ့ခင်ဗျာကျွန်တော်တို့ software down ထားတာအသစ်ဆိုတော့ကျွန်တော်တို့စပြီးတော့ guide အနေနဲ့3နည်းလေးတွေပြလာပေါ့ခင်ဗျာကျွန်တော်တို့ software လေးတွေကိုရောက်ပြီဆိုရင်ကျွန်တော်ညာဘက် down ပေါ့ကျွန်တော်ညာဘက် down အပေါ်ဆုံးမှာရှိတယ်ပေါ့ခင်ဗျာအဆက်ကလေး30ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာနှိပ်ပြီးတော့ကျွန်တော်ဒီဘက်ကိုရောက်ပြီဆိုရင်တော့ဒီအောင်နာလေးမှာပေါ့ခင်ဗျာကျွန်တော်တို့အောင်နာလေးမှာဒီမှာပေါ့ခင်ဗျာ prepaid chain ownership ပေါ့ခင်ဗျာဒီမှာကျွန်တော်တို့ prepaid chain ownership ဆိုတာလေးကိုတစ်ချက်နှိပ်